အခုမြင်နေရတဲ့ဗီဒီယိုဖိုင်ကတော့ရှန်တောစက်ရုံမြောက်ဖက်လမ်းမှာရှိတဲ့ချောင်းတနေရာမှာကားအချိန်မထိန်နိုင်မဲ့နဲ့ရှောက်ထဲကိုကြာသွားတာပေါ့အဲ့လိုကြာတဲ့အချိန်မှာအဲ့ကားဆရာကအနောက်ကတင်လာတဲ့ကြံရက်ဝိတ်နဲ့ဂျားထဲမှာညက်ပြီးတော့ပြီးပြီးတော့ဆုံးသွားတာပေါ့လေအခုမြင်နေရတဲ့ဗီဒီယိုဖိုင်ထဲမှာဆိုရင်အဲ့ကြံတော့မရှိတော့ဘူးကားကြီးကိုတော့ဒီကုန်းမော်ကိုတင်ပြီးဆယ်လိုက်ပြီဒါပေမဲ့လူကတော့အခုမြင်နေရတဲ့အတိုင်းပဲကားရဲ့ဂျားထဲမှာညက်နေရပေါ့ဆိုတော့အကောင်လုံးကတော့အဲ့လိုပါပဲအလုပ်လုပ်တဲ့အချိန်ဆိုရင်သတိလေးနဲ့အတီလေးနဲ့လုပ်လို့ရတယ်လေတခါတလေအမှုမဲ့အမှတ်မဲ့ဖြစ်လိုက်တဲ့ဟာတွေကအသက်တွေပေးဆက်ရတတ်တယ်တကယ်စိတ်မကောင်းတဲ့သတင်းမှာမင်္ဂလာရှိတဲ့သတင်းလေးနဲ့စတင်ခြင်းပေမဲ့တော်တော်ကိုစိတ်မကောင်းတဲ့အမင်္ဂလာသတင်းနဲ့ဒီနေ့စတင်လိုက်ပါတယ်2026ခုနှစ်ကဘာတွေဘလို့ဖြစ်နေမှန်းကိုမသိဘူးဖြစ်လိုက်လို့ရင်လူတွေကလူသားမဆန်တဲ့လောက်ရက်တွေနဲ့လူသားမဆန်တဲ့ဖြစ်ရက်တွေစသဖြင့်ဖြစ်နေတာပေါ့တချို့တွေကကျွန်တော်ရဲ့မန်ထဲမှာလာမှန်းကြတယ်2026ကိုပေါင်းခြင်းနဲ့ပေါင်းလိုက်တဲ့အချိန်မှာ3ညကြာတယ်ပေါ့ဆိုတော့3ညရဲ့ဒီကိန်းကနန်းကပြတ်3ခြင်းကိုသွားတယ်ပေါ့လူခန္ဓာကိုယ်တွေပျက်စီးတဲ့ဘာညာနဲ့စသဖြင့်ပေါ့အဲ့တော့မိတ်ဆွေတို့အားလုံးလည်းဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့သတိထားကြပါစားစားရရ view စိုက်ကြပါနော်